ကျော်ကတန်ဝတ်စုံနဲ့ထွက်လာပါတယ် ရောင်လေးအောင်ပြချပြချ သူလည်းပြစ်လိုက်ပါတယ်ဒါပေမဲ့တစ်ချက်မှမထိရောပါဘူးပြီးတော့ကိုကျော်ကတနတ်နဲ့ပြစ်လိုက်ပါတယ် အားရောင်မှာပါအားရောင်ပြ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  ပြီးတော့သူကလည်း drone နဲ့ပြစ်လိုက်ပါတယ်ပြီးတော့အကုန်လုံးမှောက်သွားပါတယ် ရောင်လေးအပြင်ပြထားကြဟိုကဘာထောင်တိုင်းတောင်းချနေပြီကောင်းပြီကွာ ပြီးတော့သူကလည်းအတင်းပြင်ထားကြပါတယ် ရောင်လေးပြင်ပြထားကြရောင်လေးပြ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 ထုံငါလည်းရောက်ပြီကွာ ပြီးတော့သူကအကုန်လုံးမီးရှို့ပစ်လိုက်ပါတယ် ရောင်မင်းရှိုးနေဟာစီရှိတယ်ဟာ ပြီးတော့အဝေးကစနိုက်ပါတော့လူပြစ်မလို့ပြီးတော့သူကလည်းတနတ်နဲ့ပြစ်လိုက်ပါတယ် ရောင်မှာပြနေကွာ ပြီးတော့ကိုကျော်ကလည်းမှောက်သွားပါတယ်ပြီးတော့သူတွေတုံးနဲ့ပြန်သွားပါတယ်ရောမင်းတောင်းဝဲလိုက်ငါကိုတွားလိုက်မယ်ရောပြီးတော့ကိုကျော်ကခလုတ်ကိုနှိပ်ပြီးပြန်သွားပါတယ်ပြီးတော့ဆက်ကပြတ်သွားပြီးကိုကျော်ကလည်းပြုတ်ကျသွားပါတယ်ပြီးတော့သူရဲ့ကားဆေးုံကပဲလာကြိုသွားပါတယ်ပြီးတော့သူကလည်းအဲကားဆေးုံနဲ့ပဲအိမ်ကိုပြန်လာခဲ့ပါတယ်ပြီးတော့လူဆိုးအဖွဲ့ကခုနကပြုတ်ကျသွားတဲ့တန်ဝတ်စုံတွေကိုလာကောက်ပါတယ်ဒါတော့ပိုင်း3ဖြစ်ပါတယ်အပိုင်း4ကိုလည်းပြန်မှတင်ပေးသွားပါမယ်